ခဲ့ပြီမေအမြင့်ဆုံးကချင်တဲ့ပါတော့အမေရဲ့ဒီလောကကြီးကလည်းပြီးနေရဲ့အိမ်မက်ကိုညစ်တဲ့တူနိုင်ရတဲ့မြေတရားကိုလေအမေသာပြီးတတ်ခဲ့ပြီနေရဲ့ပြုံးမြေအမေရဲ့စိတ်ဆန္ဒတွေများကိုလေအမေရဲ့သားဖြစ်ထားကထားပြီးလေအမေရဲ့တွေ့အိမ်မက်ကိုပုံထင်ပြမြမအမေရဲ့တွေ့စိတ်ဆန္ဒ